ပျောက်ဆုံးသွားတဲ့ကမ္ဘာအကြီးဆုံးခေါင်းလောင်းကြီးလှုပ်ဝက်သမိုင်းကြောင်းသို့မဟုတ်ဓမ္မစီရီခေါင်းလောင်းကြီးကမ္ဘာပေါ်မှာတစ်ခါတုန်းကတန်ချိန်300နီးပါးရှိတဲ့ခေါင်းလောင်းကြီးတစ်လုံးမြန်မာနိုင်ငံမှာရှိခဲ့တဲ့ဆိုရင်ယုံကြည်နိုင်မှာအဲ့ဒီခေါင်းလောင်းကယနေ့ချိန်ထိမြစ်တစင်းရဲ့အောက်မှာပျောက်ဆုံးနေသေးပါမင်္ဂလာပါမြန်မာသမိုင်းတွေကအံ့ဩဖွယ်ရာအမွေနှစ်ကြီးတစ်ခုဖြစ်တဲ့ဓမ္မစီရီခေါင်းလောင်းကြီးအကြောင်းသမိုင်းနောက်ခံအပြည့်စုံနဲ့ပြောပြသွားပါမယ်ဓမ္မစီရီခေါင်းလောင်းကြီးဟာဟန်တာဝတီဘုရင်ဓမ္မစီရီမင်းကခရစ်နှစ်1484ခုနှစ်ခန့်မှာရွှေတကုံစီရီတော်အတွက်သာသနာအလှူအဖြစ်ထုလုပ်ခဲ့တဲ့ခေါင်းလောင်းကြီးပဲဖြစ်ပါတယ်သမိုင်းမှတ်တမ်းများအရဓမ္မစီရီခေါင်းလောင်းကြီးရဲ့အလေးချိန်ဟာတန်ချိန်290ကနေ300ကျော်ရှိခဲ့တယ်လို့ဆိုပါတယ်ဒါကြောင့်ဒီခေါင်းလောင်းကိုကမ္ဘာအကြီးဆုံးခေါင်းလောင်းများတဲ့တစ်လုံးလို့ယူဆလို့ရပါတယ်။ခေါင်းလောင်းပေါ်မှာတော့ပါဠိစာတမ်းများဗုဒ္ဓသာသနာနဲ့ပတ်သက်တဲ့စာများဘုရင်ဓမ္မစီရီကုသိုလ်အကြောင်းများတို့အရာများကိုရေးထိုးထားခဲ့တယ်လို့သမိုင်းပညာရှင်များကဆိုကြပါတယ်။1608ခုနှစ်ခန့်မှာပေါ်တူဂီလူမျိုးဖီလစ်ဒီဘရီတိုငစင်ခါကဒီခေါင်းလောင်းကြီးကိုတနတ်ထုလုပ်ဖို့ဆိုပြီးတော့တတ်တူရခြင်းလို့ရွှေတဟုံကနေဖြုတ်ချခဲ့ပါတယ်။ဒါပေမဲ့ဖောင်သင်းမောနဲ့တည်ယူနေစဉ်ရန်ကုန်မြို့အတွင်းဖောင်သင်းမောနှင်းမြုပ်သွားပြီးတော့ခေါင်းလောင်းကြီးဟာမြစ်အောက်မှာပျောက်ဆုံးသွားခဲ့ပါတယ်။ယနေ့ချိန်ထိနိုင်ငံသားရှာဖွေရေးအဖွဲ့များမြန်မာနိုင်ငံအတွင်းသုတေသနအဖွဲ့များထိုမြစ်အောက်မှာရှိနိုင်တယ်လို့ယူဆပြီးတော့ရှာဖွေခဲ့ကြပေမဲ့အတိပြုတွေ့ရှိနိုင်ခြင်းတော့မရှိသေးပါဘူး။ဒီခေါင်းလောင်းကြီးဟာမြမဘာသာရေးအမွေနှစ်မြမသမိုင်းရဲ့သင်္ကေတကမ္ဘာသမိုင်းတွေကပျောက်ဆုံးနေတဲ့အံ့ဩဖွယ်ရာအဖြစ်ယနေ့အထိတန်ဖိုးထားခံနေရပါတယ်။ဒီနေ့မှာဓမ္မစီရီခေါင်းလောင်းကြီးကိုပြန်လည်တွေ့ရှိနိုင်မလား။ဒါကတော့အနာဂတ်သမိုင်းရဲ့အဖြေပါပဲ။ဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုဆက်လက်ကြည့်ရှင်းနေဆိုရင်တော့ like share and subscribe လေးလုပ်ထားဖို့မမေ့နဲ့နော်။